အားလုံးပဲမင်္ဂလာပါကျွန်တော်ဒိုမီဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့ robot တွေမှာရှိတဲ့ racing anime ဆိုတဲ့ game လေးကိုကျွန်တော်ဆော့ပြမှာဖြစ်ပါတယ်ဒီ game လေးကတော့တွေ့တူးမဟုတ်ပါဘူးကျွန်တော်တို့ပြေးနေတဲ့အကောင်လေးကိုကျွန်တော်တို့တက်ခွပြီးတော့ရင်ပေါင်းအောင်လုပ်ရမှာပါဒါပေမဲ့ဒီ game နဲ့လည်းထူးဆန်းနေဗျာလိုက်ဖန်တာပေါ့အဲ့ဒါဆိုဒီ game လေးမှာကျွန်တော်ဘာကောင်ရအောင်မဆိုတာလက်ကြည့်အောင်ခင်ဗျာ Okay သူပြတဲ့ဆန်တော့ကြည့်လိုက်မယ်ဒီမှာပါရောင်းလဲဆိုရင်တော့ဒါတော့ဒါရကျွေးရအောင်900ပေါ့ကျွန်တော်မှာလောဆယ်6000ရှိတော့အစ်စ်ဝယ်လို့ရတယ် Okay ဒါတော့အစားအစာရောင်းနေဆိုင်ပေါ့ဘာရောင်းလဲကျွန်တော်ကြည့်လိုက်အောင်မယ်ဆုံးပြောင်းဘူးလို့ကြုတ်ဦးလို့အိုးမိုက်တယ်ဒါကကျိုးပေါ့အကောင်လေးဖမ်းရင်တိုးရကျိုးလို့တစ်ခါဖောက်900 900ဆို50 10ခါ900ကျွန်တော်လုံးနဲ့100ရှိတယ်ဗျာခင်နောက်မှဖောက်အောင်မယ်ဒါတော့ရောင်းလဲဆိုင်ဘာရောင်းရလဲကျွန်တော်လည်းမသိဒီ game ကတော့ကျွန်တော်ပထမဆုံးထုတ်ပါတော့ Okay ကျွန်တော်ဝါးချောင်းလေးဝယ်လာရဝါးချောင်းလေးကျွန်တော်နွားယူကြည့်ကြည့်မယ်ဒါပါလေလို့မသိနှိမ့်လိုက်အောင်ဘေးရောက်လာဟုတ်တယ်ဒါပွဲဝင်လာလား Okay ကျွန်တော်အခုအဆိုင်ကျွန်တော်အကောင့်လိုက်ဖန်ပေါ့လို့ဖန်လဲကျွန်တော်လည်းမသိဘူးဒီများလေးဖန်တော့လွယ်တယ်ဗျာကျွန်တော်တော့ခက်မချင်တယ်ဒါပေမဲ့သူကတစ်ခုဖြစ်ရင်တော့ဘယ်လိုလဲမသိဖန်တာစင်ကြီးကျွန်တော်လိုရဆိုရင်ကျွန်တော်ကတော့နေဟုတ်တယ်ခေါင်းရမယ် Jeff E နဲ့ဖန်မယ်ဟုတ်တယ်ကိုကောကိုကြွေးရတာဒါရောတိုက်ဒါဖြစ်ပါဖြစ်တော့ဗောနော်အစ်စ်လက်မှာတော့ဘောတဲပုံလေးပြကျွန်တော်ဒီကောင်ကြီးကျွန်တော်ပိုင်ပေါ့ကျွန်တော်ဒီကြောက်ဆောင်ရှိသေးတာလားကျွန်တော်မသိဘူးဆိုနောက်တစ်ပွဲပေါ့နောက်တစ်ပွဲကျွန်တော်ခုနတွေ့ရစင်ရလိုချင်တာဗျာစင်ရတော့မှတ်မယ်တော့စင်ကျွန်တော်တွေ့ရကောင်လေးဖိုက်ကြည့်မယ်ကွာကဲဒီကောင်လေးကခုနလွတ်သွားတဲ့ကောင်လေးဆိုတခြားလေးဖမ်းမယ်တက်ပင်ထီတော့တေးရတော့မသိဘူးကျွန်တော်ဖြစ်နိုင်တော့တစ်ခုမှမတက်ရကောင်းမှထင်တယ်နော်โอเคကောင်ရတော့အများကြီးပဲဗျာဘာတွေဖမ်းဖမ်းမသိဒီကောင်ရပြီဆိုရင်ကျွန်တော်တို့ပိုင်ပြီးလို့ပြောတာပဲโอเคကြောက်ဆိုမထီဘူး yes ပြီးတော့မယ်ဟိုရောအကောင်လေးအပြီးပဲတိုက်မိကုန်မှာโอเคရတော့မယ်ဟိုတက်ကလေးအုပ်ကြီးကတက်ကလေးအုပ်ကြီးကောင်းမှထင်တာပဲယိုကျွန်တော်ရပါရဲ့ဟာဘယ်ရောက်ပါဟုတ်တယ်ဟဲ့ရကြောဒီမှာရလာပြီချရမှာပေါ့ဟုတ်တယ်ကျွေးလိုက်မှာကျွန်တော်ဒီကောင်လေးပြောင်းဘူးပေးရတာပြောင်းမှုပေါ့နော်စပါးလုံးဒီဒီမှာစပိနဆက်လေးဆိုတော့ဒီကောင်နဲ့ကျွန်တော်ချိန်တော့တက်ကတက်ဆိုတော့ကျွန်တော်တော့တော်မြင်တယ်ပါတော့ဆိုင်မှာတကြီးမှာအဲ့လိုလားမျိုးကျွန်တော်ဟုတ်တယ်ရတဲ့ကောင်လေးဒီမှာပွင့်သွားတာကျွန်တော်ဒီမှာအကောင့်ဖိုင်တော်တော်ခက်တာကြောင့်ကျွန်တော်တို့ဒီကဝယ်ရတော့ဖောက်ကြည့်မှာဗျာနှစ်ခေါက်စပန်းလိုက်မှာ100ရှိရဆိုတော့လို့ကြည့်မှာတစ်ခါဘာရင်ပေါ့အကောင်းမှထင်တာလေတစ်ခါညောင်ရအပြောင်းပေါက်ဟုတ်တယ်ဟဲ့ဒါကြီး60နဲ့ဖောက်ရတာမတူးလားမသိဘူးနောက်တော့ဂျန်60ပြီးမှအောက်ကဟာဖောက်ကြည့်မယ်လောစင်ရောရတာဟာလေးကြည့်လိုက်အောင်အပြာလေးနဲ့အစိမ်းဆိုအစိမ်းကမကောင်းထင်ဘူးဟဲ့ရောရာခိုင်ရော14ခုံတာနေခုံတာအများကြီးပဲရကတော့နဲတယ်17ပဲရှိတယ်ဘယ်ကနေကျွန်တော်ဒီဟာ7ရှိတယ်ဒါ14ခုအပြောင်းအောင်ဆက်ပြင်ရတယ်စိမ့်မဲ့ကြရတယ်နော်စိမ့်က17ပဲရှိတယ်ဗျာမကောင်းထင်တယ်ဖြစ်နေတော့စိမ့်မဲ့ကောင်းမယ်ကဲကျွန်တော်နောက်တစ်ပွဲဆော့ကြည့်မယ်ဒီကောင်လေးနဲ့ဒီကကျရင်ကျွန်တော်လိုချင်တဲ့စိန်ရမှာတော့မသိဘူးစိန်ရတော့ဘယ်လောက်မြင်လဲတော့ကျွန်တော်လည်းမသိဒါပေမဲ့စိန်မှာတော့ ability တစ်ခုပါတယ်ဗျာအဲ့ ability ကကျွန်တော်ကြိုက်တယ်ကျိုးစင်ဘီးရပေါ်လာပြီဟာရဘာစင်ရမရလိုက်ကျွန်တော်မြင်းကြားနေပဲလေ့တော့မယ်ကဲရှင်းမစင်ပေါ်လာပြီမရဘူးကျွန်တော်ရှင်းမှကျွန်တော်ဖမ်းရတယ်တကယ်ဆိုးတာဗျာဟေးဒါတော့ပါတော့လည်းမသိရှင်းမှာတော့နောက်တစ်ခုတက်ရှိရဗျာအဲ့တော့မှဆိုရင်အကောင်ကောင်းဆိုင်ရှိရတင်ကြတာအရှင်းမတက်ကလေးဖမ်းကြည့်မယ်ကြားတဲ့ကောင်လေးကျွန်တော်ဖမ်းကြည့်ရဗျာဒီကောင်ကောင်းလဲပဲကောင်းမကောင်းလဲကျွန်တော်လည်းမသိဘူးကျွန်တော်ဖြစ်နိုင်တော့မသိအောင်လုပ်ရမယ်ကျွန်တော်ဒီလိုဖမ်းနေတာကျွန်တော်အလူရင်တော့အကောင့်လေးကျွန်တော်ပြပြမယ်ဗျာနောက်ကျရင်ဒီလိုကောင့်လေးကျွန်တော်ရမရတော့မသိကျွန်တော်လူချင်တဲ့ကောင့်လေးကတော့ကျွန်တော်လူချင်တော့finish memo ပေါ့finish ကတော့တော်တော်ချားတယ်ဗျာ
မဲမိုးကတော့ကြီးနှင်းတောင်မှာဆိုသူကတွေ့နိုင်ရှိတယ်ဗျာကျွန်တော်အဲ့လိုနေရာရောက်ဖို့ဆိုရင်ကွာဥစားကျွန်တော်မှာဥစားအကောင်းသားအကောင့်လေးရှိမှရပေါ့ခုလောစီကျွန်တော်တိုင်းရောင်တိုင်ပတ်ကျွန်တော်လူချင်းတဲ့တိုင်းမို့ဂျိုးတန်းဆိုရင်စင်ခွေစင်ဆိုရရှိမှာစင်ရရတာโอเคလာရပြီစင်ကျွန်တော်ရပြီပိုင်လာပြီစင်ရပုံမှန်နေရတော့သူ ability ရဲ့စောင်းမြင်တယ်ဘယ်ကောင်မှမှီလို့မရသည်ဒါပေမဲ့ကျွန်တော်ပြောတဲ့အဲ့ fitness ဆိုတဲ့အကောင်လား fitness ကတော်မြင်လာဗျာ memo ability နဲ့ပုံစံတူရမှာမကြည့်အဲ့တော့တီလူပြီးရ fitness ကြတော့ချိန်နဲ့ပြီးတာပေါ့ okay ပါ memo ရဲ့ ability show မိုက်တယ် okay အရှင်းမှာကျွန်တော်တက်ရောက်ပြီ okay ကျွန်တော်တက်တော့ရောက်ပြီတက်တော့ဆိုတော့အရှင်းမိကြောင်းကြီးဟိုမှာကြည်ရရင်ငှက်ရဲ့အိုးမြောက်ဝင်ယိုတို့ရင်ဒီတော့မှာကြာပေါ့ကြာကျွန်တော်ကြိုက်မွေမှာလည်း ability ရှိတယ်ကျွန်တော်စင်ရ ability ပုံမြန်ချိုးမျိုးကြီးတော့မြန်လားယောတိုင်းမြောက် okay ရှိမကြာအချက်ကြောင့်လိုက်ဖမ်းမယ်နှီးတယ်ဝမ်းတော့ဒီလိုချင်းရတော့ဆိုင်မှာကြားဆိုတော့တီလိုက်မင်းရောက်ဖမ်းမယ်မင်းကြားရုံရောက်ဖမ်းပေါ့လေအရှိဘေးနားမှာမိချောင်းလေးရှိရမိချောင်းတော့နေရပုံပါလေ okay လိုက်ပြီတော့ပြီးဟာအော်ရောတီသွားတယ်ဘလို့တီတီသွားတာလဲဟဲ့အကောင်ရှင်းတီတယ်တီတာပဲလားဟာကျွန်တော်မသိဗျာဟာကျွန်တော်လက်ပြီးပြောင်းလားကူပြောင်းနေတာ okay ကျွန်တော်တကောင်ရှင်းညရစီးသွားမယ်အကွက်တုံးသွားတော့မယ်အချင်းမစင်ကျွန်တော်ရှိသွားပြီမလို့ထင်တယ် okay တော့လေသူပဲမြတ်သွားအောင်မြင်တဲ့ကောင်လေးနဲ့ကျန်တဲ့ကျုံရောက်လို့ဟာထိသွားပြန်ပြီ okay ကျွန်တော်ဒီမှာကျန်တဲ့ရောထည့်ရောက်လာဒီမှာကြားရင်ကျွန်တော်တွေ့တာဒီကကြားရုပ်တော့ပိုင်သိမ်းတော့ရှိရတယ် okay ဒီနေရာရောက်မှကျွန်တော်ခါတည်ရ3ခါ4ခါရှိကျွန်တော်လမ်းမှာတည်ရပဲတော့မှကြား3ခေါက်မှမြောက်ကြီးရရှိကြား3ခေါက်ကျွန်တော်ခုစီးတာကောင်3ခေါက်ပေါ့ဟိုနောက်တစ်ခေါက်ထပ်ပေါ်လာကျကြား4ခေါက်5ခေါက်ညားလိုက်ရဗျာလူကျင်တလားဟိုအရှိမှမြောက်ကြီး okay ကျွန်တော်ကြားယူပိုင်ဆိုင်သွားပါခင်ဗျာ okay ကျွန်တော်ဒီကြားရမှုတော့လည်းမနေ့ကြိုးသားလိုက်ရဟောထပ်ပေါ်လာတယ်မြောက်ကြီးပဲတော့ကြားရမြောက်ကြီးရဲ့မိကြောင်းရဲ့မြောက်ကြီးတော့ရမှာလားမသိတော့ကြည့်အောင်မြောက်ကြီးကတော့ခတ်မထင်မြောက်ကြီးကအသိမြင်တယ်ဗျာခေကျွန်တော်ဒီအရှိမဆိုဘာကျွန်းရရှိတယ်ကျွန်တော်လည်းမသိတွားတာတော့တွားနေရတာပဲကျွန်တော်တွားနေမှာမီတာဆို1200ရှိပြီဗျာဘာမှလည်းမတွေ့ရောကျွန်းသေးပါလေအိုးတေးပါဗျာခေကျွန်တော်ထွက်လိုက်ရမှာကျွန်တော်မှာကောင်းနေတော်များရနေဆိုတော့လေထွက်မှရတော့အိုးအေးဘာကြီးလဲအဖန်တူရတာမဟုတ်ပါဘူးဟောတလာအီဗန်တော့ပါနဲ့လားဒါ9 အီဗန်ကဲစင်ရကြားရင်တော့ကောင်းရပြီဒါလေးကျွလိုက်အောင်စင်ကြားလေးကဲစင်ရောဒီရဆောင်တင်အောင်ဝါလေးကြည့်လိုက်ကဲဖန်တော့ပါဖန်တော့ကျွန်တော်မသိဘူးစောနေလေးကပါရောမသိတကြည့်ကြည့်မယ်ဒါ Grand Garden လို့ပဲအီဗန်လားကဲကြာတော့ဆက်ရခဲ့ပြီဘာလို့ပဲဟာဘာဖြစ်ကုန်ပြီမြင်လိုက်ကြောက်တယ်မြင်တယ်လာလည်းမြင်တယ်ကွာဘလူလာမသိဘာပြောနေကျွန်တော်တလုံးဝနားမလဲဗျာနားမလို့ဗျာဒီမှာတော့အိမ်တလုံးရှိဗျာလောတဲ့ဈေးစားတကြည့်လိုက်မယ်ဒီမှာဘာကောင်းနေရှိလဲဆိုတာကျွန်တော်အောက်ကိုဆွဲကြည့်မယ်ဗျာကြားရပြီဆင်ရပြီအောက်ဆုံးမှာတော့ဘာမှမရှိဘူးကြားအစ်ပေါ့ဟုတ်ဒီကြောင်းတော့လက်ချင်းခဲ့ပြီတာရဲ့ဝေးမိုးမြောက်ကြီးရဲ့လက်ချင်းတွေပဲအိုးရောင်ဝေးမိုးတွေကဒီကောင်တွေကဝေးတော့ငါးကြီးကံပေါ့ကျွန်တော်ကောင်တွေကတော့မကောင်းဘူးကွာဖူးမှာကျတော့အသားလေးပဲဝင်မငါကြတော့ကျူးတာရောင်မထင်ပါပဲအသားမရောင်တော့လည်းမိုးပြီအတိကျကျူးရကျွန်တော် level လည်းမတက်တော့ဘူးကျွန်တော်ကြည့်တယ်ဒါမှစပီးနဲ့တော့ဒီကောင်ရဲ့ကျွန်တော်ကြားရဲ့ကြားနေတော့ဘယ်တစ်ဖန်ကြည့်ကျွန်တော်ကြားနေပဲကျွန်တော်ညောက်လို့အဲ့ဘာသာလို့
ဆိုလေမိချောင်းရအောင်လုပ်ကြည့်မယ်ဗျာရှားမလို့ထင်တာပဲရှားဖို့ညောင်းနေတယ်ကခန်းခါသိနေတာဒီတိုင်းဒီကြားရမှုလားအဲ့ကျွန်းသွားမှုကဝေးတယ်ဗျာမီတာဘာဆက်လာမှဆိုရင်900လောက်မှထပ်တွေ့တယ်ဟုတ်ပြောရစင်ကောလားမဟုတ်စင်နဲ့တော့မှကြားရနေတူစင်နဲ့ဆို easy ပဲလေးရအောင်လို့ကျွန်တော်တို့အခုကြားရကျွန်တော်တွေ့ဗျာကြားရတော့ဖြစ်ကျွန်တော်မြောက်ကြီးကိုတွေ့ပြီးဟာပဲပြီးနေမင်းကဲမြောက်ကြီးကတော့ကြားနေတယ်မိချောင်းနဲ့တွေ့ပြီးကြားရင်မိချောင်းရအများကြီးပဲဗျာမြောက်ကတော့အခုမှတွေ့ရကျွန်တော်သိရခန်းနာပဲနော်ဒီမြန်ရောက်မှုဒီမြောက်လေးရရကောင်းမယ်ကွာလူကြီးတော့မြန်တယ်ဗျဒီတော့ဒီမှာတော့မြန်လို့ထင်တာပဲညော်ကြီးတော့ရမှညော်လေးမှာအဲ့ရောက်မွေရအဲ့ဒီအဖာဒီရှိရတူမှာမရမှန်ပါစေဟေးထိမယ်ထိသွားမယ်ညော်ကြီးတော်တော်ရှုပ်တာကြောကြီးရဒီတော့မှဆိုအကောင်လေးစရိုက်ပေါ်လာဗျမရမနာပေါ်လာညော်ကြီးထိအောင်ညော်ကြီးလောက်ပါနဲ့ကွာငါလည်းတွန်းကြပါနဲ့ဖေကြဘေးဖေကြဟုတ်တယ်တော်တယ်ဒီတောင်းနေလို့ကျွန်တော်ရပြီဒီကောင်ကြီးရဖို့မလို့ပါဗျာဟာလမ်းမှာကျွန်တော်လိုချင်တဲ့ finish ရတွေ့ရရှယ်ကြီးဗျာတော့စင်မြောက်ကရတော့မယ်ဟာရောင်ကြီးတေးလေးပဲလူတော့တယ်အိုးအေးအောင်ကြီးโอเคကျွန်တော်နေရာတော့ပြန်ရောက်နေဒီမှာကျွန်တော်ပြအောင်ဗျာကျွန်တော်လိုချင်တဲ့ကောင်လေးဒီမှာဒါကျွန်တော်လိုချင်ကောင်မမ်မိုနဲ့ချစ်တာမမ်မိုကအားစားရအဆွဲကြီးတယ်ဗျာမမ်မိုအဆွဲဒီကောင်finish ပေါ့ finish ဒါမမ်မိုဒီကဲမမ်မိုပေါ့ဒီဒါရ rainbow နဲ့ငါဆိုတော့ကျွန်တော်ရေကန်ထဲမှာလို့ထင်တာပဲဗျာမိချောင်းကကုန်းပေါ်မှာငါကလေပုံကြီးမှာပြန်တာမဖြစ်နိုင်ဘူးဗျာnever တော့သူတို့ခြေထဲမှာရှိတော့ကြည့်မှာပေါ့ရှိတယ်ဖြစ်နိုင်မှာပေါ့ဒါထုံးစာဦးကြရတော့ဟုတ်တော့ပေါ့ဒါကြီးတော့speed 34 okay ကျွန်တော်အိမ်သွားကြည့်ဟောငါကလူတွေအများကြီးကဒါတော့နေရကွာဒီကောင်လေးအလူအိမ်နဲ့မှားလိုက်တာမသိကျွန်တော်အိမ်ဒါအိမ်တော့ပြောချန်ပေါ့ကွာဒီကောင်ကျွန်တော်တိုက်ကားကိုကြိုက်ရအများကြီးဆဆူလိုက်ဟဲ့ဟောမလိုက်ဒီမှာရှင်တဲ့ဗျာရှင်တဲ့ဒီမှာလည်းကောကျွန်တော်ရှင်တဲ့ဆိုတော့ဘယ်လောက် speed ဘယ်လောက်လဲဟုတ်ရကိုယ်တည်းဟုတ်ရပြီးအများကြီးပဲဒါက mutation ပေါ့ကျွန်တော်ဒီကောင်တွေတွေးခဲ့တယ်ဟိုတော့တယ်မှာโอเคကျွန်တော်ဒီ game ကစော့ရတာတမျိုးလေးကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ကြည့်ရလွယ်ပေမဲ့ဖမ်းတော့တော်ခက်တယ်ဗျာဒီ game ကဒီနေ့ကနေရောဒီနေ့စားရင်ကျွန်တော်တို့ညလောက်ထင်တယ်break လာမယ်ဗျာbreak ကျရင်တော့ဒီထက်စုံတဲ့ကောင်းရင်လာမယ်လို့တင်ကြရတယ်โอเคကျွန်တော်ဗီဒီယိုလေးကြိုက်နေတယ်လား subscribe နဲ့ဘီနာခေါင်းတော်နေတော့မမေ့ကြပါနဲ့โอเคနောက်ဗီဒီယိုမှာပြန်လာဆုံတွေ့ရပါ bye